2026 ခုနှစ်စက်တင်ဘာလ9လပိုင်းကာလမှာတန်ကြီးတွေသားသမီးကန်ကြမှာကန်စာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပေးမှာဖြစ်ပါတယ်။တန်ကြီးတွေသားသမီးဟာစိတ်ကိုကောင်းဉာဏ်ပညာထပ်မြက်ပြီးစက်တင်ဘာလ9လပိုင်းမှာတာတိယကကောင်းကောင်းနေတဲ့ပိုင်ရှင်တွေဖြစ်နေတယ်။ရောင်းမဝယ်မကိစ္စရက်တွေအတိုက်ခအောင်ချက်ကြုံရတတ်တယ်။ငွေကြေးကိစ္စရက်အခက်အခဲတွေကြော်လွှမ်းနိုင်တယ်။အပြအစားအတိုက်ကကြောင်းမှာကြော်လွှမ်းတယ်။အိမ်ချမ်းပြီးတိုက်ကစောက်အောင်လုပ်နဲ့ပတ်သက်ပြီးဝယ်ယူခင်းနော်ငွေကစီးပွားကတို့တိုးတက်နိုင်အင်မတန်တောင်းတဲ့9လပိုင်းလေးတလားဖြစ်တယ်။ကြောင်းဤဝယ်ရေးမမြောင်တဲ့ဘက်အထက်မှာဖက်တဲ့အောင်မြင်မယ်။ကျွေးမိကိစ္စငွေကြေးကိစ္စရက်တွေအောင်မြင်မယ်။စောင့်တုံထားတာဒီကြမ်းကြာနေတဲ့ကိစ္စရက်တွေလည်းအောင်မြင်မယ်။နည်းနည်းလေးဒေါသစိတ်ကိုထိန်းပေးရမယ်။အတိုက်ခိုက်ရတာနည်းနည်းများတယ်။စက်တင်ဘာလ9လပိုင်း18ကနေ30ရက်နာကိုနောက်ဆုံးနှစ်ပတ်တည်းထားရမယ်။ရှေ့နှစ်ပတ်မှာလည်းကြောင်းကြီးဝယ်ရေးငွေကြေးကိစ္စရက်တွေအများကြီးအောင်မြင်မယ်။အပြားဆိုင်ဟာလားအပြားဆိုင်တိုက်ခိုက်တဲ့ဂျားမှာအောင်မြင်နိုင်တယ်။နည်းနည်းလေးစိတ်အနောက်ချက်တုံရဆောင်ရတတ်တယ်။ဇာတိနဲ့ကကြမှာစားတာဆက်တာမှာဆိုလို့ရှိရင်ဂျာမကြီးကာလမှာစီးကြုံတွေးတုံဂျာမကြီးတွေယူဆိုင်ပြရဂျာမကြီးနည်းနည်းလေးမူမော်တာဖြားလာတာနေလို့ထိုင်လို့မကောင်းတာဇက်တိုက်ရံပန်ရခါမှာကြုံတာတတ်တယ်လားစိတ်ကူကောင်းပါတယ်လက်တွေစူးစမ်းတတ်တယ်တာသမီးတို့နဲ့ပတ်သက်ပြီးစိတ်ရတတ်နေတဲ့ကိစ္စရက်တရားတစ်ပေါင်းနဲ့ပတ်သက်တဲ့ကိစ္စတရားရေးရကိစ္စရက်ကြုံတွေ့ရင်ဆိုင်ဖြည့်ရှင်းရတတ်တယ်လားတလားဖြစ်ပါလေလုံငါရေးပိုင်းဆိုင်ရာစီးပွားရေးပိုင်းဆိုင်ရာလောက်ဆောင်အခန်းခါနဲ့ပတ်သက်ပြီးအိမ်မှာအောင်နေနည်းနည်းလေးကြောင်းလိုက်တတိထားပြရမယ်တာတိယကံကောင်းတော်နေတဲ့ပိုင်ရှင်ဖြစ်တယ်အလုံးကံကောင်းချက်နဲ့မဟုတ်သေးဘူးစိတ်ရှိသိခါပြီးတော့စူးစမ်းအထောက်ပြီးဆောင်ရွက်ရမယ်လားတလားတန်ကြီးတွေသားသမီးတွေကလုံငန်းကြီးတို့စီးပွားရေးတို့စားတာရေးတို့ကြည့်လိုက်ပြီးတော့နောက်ထပ်ဆက်လက်ပြီးတော့ဆွေးနွေးပြောသွားကြတာဆိုရင်မိသားစုအိမ်တော်မိသားစုရဲ့မှာစိတ်မပွိုင်းနေအိမ်တော်ရေးရမှာစနေမောင်နဲ့တော့တက်ွက်တပြားဖြစ်နေတယ်အိမ်ထဲတက်မိသားစုတက်နေပါလေရတယ်စိတ်တော်တာတိုက်ဆိုင်အားနေတာစိတ်အခမ်းမသက်ဇာတိအဖြစ်မခေါ်ပြောနိုင်တော့တဲ့အခြေအနေဖြစ်တတ်တာကြီးထွားမှုရေးဆိုင်ရတတ်တာဒါကြောင့်အထူးယူဆိုင်တွေကိုတတိပြုနိုင်ဇာတိနဲ့တင်လာရခဲ့အဝါရောင်ဝေစားအနီရောင်ဝေစားတို့မွေးနေ့တည်းဝစ်စင်ချင်းစင်ချင်ပြရမယ်အနောက်တောင်တောင်အနောက်ရဲ့ဆူဆူတို့သွားလာခြင်းစက်တင်ဘာလ9လပိုင်းကာလအထူးယူဆိုင်ရ9လပိုင်းမှာတာတိယကတောက်တော့နင်းနဲ့ပိုင်ရှင်ဖြစ်ပြီးအလုံးဆူဆူပါပါလည်းမဟုတ်အလုံးကောင်းချက်လည်းမဟုတ်တို့ရဲ့ငယ်ရွယ်သူများတွေအရှိစံအရှိရနိတ္တရအိမ်မှာကောင်းတယ်တရားဖြင့်တအုပ်ပေါ်တအုပ်နားနဲ့ဒီကံမလို့ပေးတာစာနာတာဖေးမာတာစောင့်ချောက်ပေးတာတို့ရဲ့ငယ်ရွယ်သူများတွေအရှိစံကတော့တော်တော်လေးကောင်းနေပါလေအရှိရတဲ့ပတ်သက်ပြီးအရှိစာတာရှင်များအိမ်မှာကောင်းတယ်ဂျာမန်စာတာမိုင်းစေယုံစေနာဘုရားခံရတတ်တယ်တတိပြုပါမယ်ဂျာမန်စာတာဉာဏ်ရှိတယ်စက်တင်ဘာလ9လပိုင်းဟာအလောင်းကစားနဲ့ပတ်သက်တဲ့အကန့်အသတ်တွေအကျိုးမပြုအလောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေရှောင်ကြရမယ်အလောင်းကစားလောတော့အကျိုးမပြုတတ်တယ်လာတတ်ဆုံးချုံတတ်တယ်နဲ့နာတတ်တယ်မလိုလားတဲ့ကိစ္စတွေပေါပေါတက်တယ်ပေါဝချင်တယ်ဟိုအိမ်နေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစကားရှိတယ်များတာစိတ်အကန့်မသိတဲ့ကိစ္စတွေကြုံရတတ်တယ်တတိထားတယ်တတိပြုပြီးဇာတိနဲ့မေတ္တာရက်ခပြစီဂျာမန်ကြီးကတတိပြုရမယ်မိသားစုရဲ့စိတ်မကွဲတာအထူးတတိပြုရမယ်အဲ့ဒီချက်ကအရင်ဆုံးအကျိုးပိတ်ကိန်းကနဲ့ငါးကိန်းကနဲ့ရှစ်ကိန်းကနဲ့ကိုးကိန်းကနဲ့တတောင်းတရပါတန်လေးတွေသားသမီးများအကျိုးပိတ်တန်လေးတွေသားသမီးများ9လပိုင်းတရက်က9လပိုင်း19ရက်18ရက်တော့တော်လေးကောင်း18နောက်ပိုင်းကတော့ရက်ကလေးတာလည်းအညာခံအတိုင်းခိုက်တော့ကြုံရတတ်တယ်ဘာလို့ဘာခံလဲအတိတ်အဆောင်အလွယ်မဲ့ချော်ချော်လေးတွေကြုံရဆောင်ရတတ်တယ်လားဆရာအနေနဲ့စာပါဆက်တာဆိုရင်စက်တင်ဘာလကုန်အောက်တိုဘာလတောက်တာဖြစ်တယ်ဒီတလာလေးတော့အဆဆရစားနေတယ်ဒီခါစီအညာခံပြတ်တာရေးဆိုင်ဖြစ်ရတတ်တယ်မလိုလားအတဲ့ကိစ္စရတဲ့ကောင်းလို့ခံရတတ်မောင်နှမအားချင်းကြောင့်အားဆိုကြောင့်မလိုလားတဲ့စိတ်ဆင်းရဲစိတ်ပါကိုပါဟာလားစိတ်ဆင်းရဲပေါကပေါပေါတတ်တယ်စိတ်မကွဲတဲ့လားအထူးလို့ဆိုင်ပါအောင်ဆိုင်ကိစ္စတွေငေးတဲ့ကိစ္စတွေအိမ်ချမ်းနေတဲ့ပတ်သက်တဲ့ကိစ္စတွေတတိထားပြီးတော့အတိတ်ဆောင်မှရောမတွေ့မကြုံရခရုဆိုင်ပြီးဆောင်ရမှာလားဒီစက်တင်ဘာလ9လပိုင်းမှာကံပေါင်းချက်များတယ်မိမိတို့နေအိမ်တိုင်းဖြစ်စေဖျားစေတီတော့တိုင်းဖြစ်စေအုံးတကြားပေါက်စေအုံးတကြားပေါက်စေတုံးတော့ကဲလို့ဆိုပြီးရမယ်အုံးတကြားပေါက်စေကိုကဲလို့ဆိုပြီးတော့ကြုံတွေ့နေတဲ့ဒုက္ခအတိုက်အခိုက်အနောက်ရှက်အတစိတ်အခမ်းမသိတဲ့ကိစ္စရပ်တွေပဲစုတောင်းနေတာ9လပိုင်းတရက်က19ရက်18အတွင်းအိမ်မတာကိုဝေကစီပွားလက်ပွင့်စေတန်တဲ့တွေသားသမီးအပေါင်းကိုရုံရုံကြည့်ဇာအနေနဲ့ညွှန်ကြားတဲ့ချက်တရားလေးကိုမပြတ်မကွက်စောင့်ရနိုင်စေတယ်လို့ဇာအနေနဲ့ယုံကြည်ပါလေစောင့်ရခြင်းအပြင်ရောင်းပန်းဝယ်ပန်းရောင်းပြီးဝယ်ရေးလုပ်ငန်းကိစ္စဆက်ဆက်အရာရာစိတ်ချမ်းသာဖို့ကြောင့်ရုံရုံကြည့်မပြတ်မကွက်
ဆောင်ရွက်နိုင်စေကျွန်တော်ကပုံနဲ့တော့ပြီးတဲ့ဆရာရမှာထုံးကြဖို့တော့ပါအထုတန်ငင်းတွေသားသမီးညွန်ကြောင်းရစေတန်ငင်းတွေတို့တောင်းမှဖြစ်ဖြစ်မိမိတို့နေအိမ်နိုင်ဖြစ်စေဘုံအကြအောက်စီတော်လို့မပြန်တော့ကန်လုံးမော်လွယ်ရင်တခြားကလေးတုံးတွေတို့ဝေငါတန်ငါဖြစ်ဆုံးလို့ပြလိုက်ပါနော်တန်ငင်းတွေသားသမီးမပြန်မပတ်ဆောင်ရပြီးစိတ်ချတဲ့တော့လုံငန်းကြီးရောင်းကြီးလုံတမ်းများကိုင်းတမ်းများအကြစီကြီးပဲကြလှုပ်ဆောင်ချက်တွေအောင်မြတ်မှာကောင်းကျိုးထူးကြမယ်နေအိမ်နိုင်အတော့အဆောင်မလို့တဲ့ပစ္စည်းပစ္စည်းတွေစောင့်ပြပေးပါနေအိမ်မှာနာမည်တွေပစ္စည်းယုံရုံကိစ္စရက်တွေပေါက်တတ်တယ်နာမည်တွေလက်စစ်မာယာနဲ့ပတ်သက်တာလေးမိရင်းချင်းနဲ့ပတ်သက်တဲ့ကိစ္စမိရင်းချင်းလေးတို့အထုကယူဆိုင်ပေးပါလက်စစ်မာယာကိစ္စရက်တွေစိတ်အတိကလေးပေါက်တတ်တယ်စက်တယ်မှာလား6လပိုင်းအားကုန်ခါလေးအထုကယူဆိုင်ပေးပါနော်စိတ်အနောက်ချက်တို့ဟာဓာတ်ပုံကမြေ6လပိုင်းဓာတ်6လပိုင်း20ရက်နောက်ပိုင်းအဆဆရတာတိုက်ထားရပထမ10ရက်စက်တယ်မှာလား6လပိုင်း1ရက်ကနေ6လပိုင်း10ရက်6လပိုင်း18ရက်အဲ့ဒီရက်စွဲတွေကအင်မတန်ကိုကောင်းတယ်ငွေကြေးကိစ္စရက်တွေလည်းအောင်နေမယ်ရည်ရွယ်ချက်တွေလည်းဖြစ်ကြမယ်သားသမီးနဲ့ပတ်သက်နေတဲ့စစ်စင်ရတော့ကဖြစ်ရတတ်တယ်အိမ်တော်တဲ့အိမ်တော်ရှင်များကိုအိမ်တော်ရဲ့အစင်တို့ရဲ့နေရွယ်ကများအရှိဆန်အရှိရေးရမေတ္တာရေးရအဆဆရတာအောင်တယ်အရှိဆန်မေတ္တာကတော့ပွင့်လာမယ်ကောင်းကျိုးစီပါဖြစ်တော့မယ်နည်းနည်းလေးဒေါသစိတ်ကိုသိရမယ်အတိုက်ခါပြန်ဆက်ကြောင်းများစွာကိုရေးဆိုင်ဖြစ်ရမယ်ရှိတယ်စားတာတောက်တာတော့လာတာဒီလားဟာတာတိယကကောင်းတော့နေနာပါရှိလာမယ်အောက်တော့ပါလားတောက်တောက်မယ်အရှိအိမ်တော်ကြီးကြားမရေးစီးပွားရေးလုပ်ရေးတို့နဲ့ပတ်သက်လို့ဒီလိုလားဆွေးနွေးလို့လားများရှိခဲ့ကျွန်တော်ကပုံနဲ့တော့ပြီးတင်စားရနိုင်တော့တာကိုပြောတော့ပါဆရာရဲ့ကိုင်ဆောင်ထားတဲ့ပုံနံပါတ်တွေမှာဆိုရင်3ညာကို4ကြည့်ပဲ5လို့4 5လို့3ညာ3ညာလေးကို3ညာကို9ကြည့်ပဲ5လို့ဘောင်း5လို့ရှောင်းတဲ့တင်တာကိုတိုက်ရိုက်ဆရာကိုဆက်သွယ်နေကြနိုင်ပါတယ်ဒီထွေးပြပအနက်နဲ့ရရမှာပေးနေတဲ့ donation အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြားပါစေလို့အထူးဆုံးမတော်ဆိုတောင်းတဲ့မြတ်တာပို့တာအပ်ပါတယ်ဆရာရဲ့ဗေဒနာလက္ခဏာဆွေးနွေးဟောပြောတဲ့ဟောက်ခံလေးစာမှာဆိုလို့ရှိရင်တာဂီတာကြောက်တိုင်ပါတိုင်းကပီတာမာကတ်ကြီးရဲ့ဘေးအေးစိန်ဒီနာတဲ့တိုင်းကပတ်200နဲ့နေရတာပါဖြစ်ပါတယ်ဗေဒနဲ့ donation ကိုရသားသမီးများအဆက်တစ်တိုင်းကျွန်တော်ကပုံနဲ့တော်ပြီးတဲ့ဆရာရနိုင်တော့လာရောက်ဆွေးနွေးမြင်နိုင်ပါတယ်မနက်9:00နာရီမှညနေ9:00နာရီထိနေ့စဉ်ကညဗေဒနဲ့ donation ကိုရသားသမီးများဆွေးနွေးဟောပြောပေးတဲ့ရှိပါတယ်ဆရာထဗေဒနဲ့ donation များအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းကိုလည်းကျွန်တော်ကပုံနဲ့တော်ပြီးတဲ့ဆရာရနိုင်တော့အထူးဆုံးတော့ဆူတောင်းမြတ်တာပို့တာလေးရပါအနက်နဲ့ရရဗေဒနဲ့ donation များဆရာရဲ့မိတ်ဆွေများအားလုံးချမ်းသာချမ်းသာကြပါစေ